ဒီနေ့ခေတ်မှာလူတိုင်းစီးပွားရှာလို့ရနိုင်တဲ့အကောင်းဆုံးနေရာတစ်ခုရှိနေရဆိုတာကိုသိပါသလားဘယ်လောက်တောင်လဲဆိုရင်အဲ့ဒီနေရာကလူတွေရှာနိုင်တဲ့ပတ်စံကတစ်နှစ်ကိုဒေါ်လာဘီလီယံ100လောက်ရှိလို့မြန်မာတနိုင်ငံလုံးရဲ့ဝင်ငွေထက်တောင်2ဆလောက်များနေသေးတာပါအဲ့ဒါကတော့ creator economy လို့ခေါ်တဲ့ content creator လုပ်ပြီးပတ်စံရှာကြတာပါအခုမြင်နေရတဲ့နာမည်ကျော် content creator တွေဆိုတစ်လဒေါ်လာတန်းနဲ့ချီပြီးကိုရှာနိုင်ကြပါတယ်ဒါကြောင့်ဒီလိုမျိုးစိတ်ကူးတွေကိုချပြနေုံနဲ့ငွေတွေအပုံလိုက်ဝင်နေတဲ့ content creator အလုပ်ကိုအကောင်းဆုံး business model ဆိုပြီးသတ်မှတ်လာရတဲ့အထိပါပဲဒါပေမဲ့ content creator တွေဒီလိုလက်ဖြတ်ငွေသီးနေကြတာကလူအများထင်နေကြသလို monetization ကနေရနေတဲ့ဒေါ်လာတွေကြောင်းလုံးဝမဟုတ်ပါဘူးသူတို့မှာအဲ့ဒီထက်အများကြီးပတ်စံဝင်တဲ့ငွေရပေါက်တွေရှိနေပြီးတော့ဒီနေ့မှာတော့အဲ့ဒီအကြောင်းတွေကိုပြောပြပေးသွားပါမယ်အခုဗီဒီယိုကိုတင်ဆက်ပေးနေတယ်ကျွန်တော်ကတော့ Creative Buzz Academy ကအောင်စုပိုင်ပါအားလုံးမြခုံးပင်းရလောက်အောင်ဝင်ငွေချမ်းဖို့ဆိုရင်ပထမဆုံးလုပ်ရမှာက personal branding ကိုခိုင်ခိုင်မာမာတိစောက်ထားနိုင်မှာဖြစ်မှာပါဗီဒီယိုကောင်းတွေတစ်ဆက်ပင်းနဲ့အားပေးသူတွေများလာပြီဆိုလို့ရှိရင်တော့ဝင်ငွေချမ်းတဲ့လမ်းကြောင်းတွေကပေါ်လာပါပြီနံပါတ်1ကတော့ brand partnership ပါ follower နဲ့ view တွေများတဲ့ content creator တွေကိုစီးပွားရေးလုပ်ငန်းကြီးတွေက collaborate လုပ်ဖို့အရေးတယူကိုကန်လန့်တက်ကြပါတယ်အဲ့ဒီမှာပတ်စံပမာဏတစ်ခုလောက်လာရကြတဲ့အပြင် collaborate လုပ်တဲ့ brand မျိုးစားပေါ်မူတည်ပြီးလူသုံးကုန်ပစ္စည်းတွေ free ရတာနောက်ဆုံးခီးသွားရင်တော့ hotel ကတွေလင်းလက်မှတ်ဖို့တွေအတွက်ဘာတစ်ချက်မှအကုန်ခံစားမလို့တဲ့အထိအကျိုးမြတ်တွေရကြတာပါအခုထပ်ပြောပြမယ့်နီးကဆိုပိုလို့တောင်ငွေဝင်ချမ်းပါသေးတယ်အဲ့ဒါကတော့ own products လို့ခေါ်တဲ့ကိုယ်ပိုင်ထုတ်ကုန်တွေကိုထုတ်ရောင်းတာပါဒီနေရာမှာလည်းနှစ်မျိုးထက်ကွဲပါသေးတယ် digital products နဲ့ physical products ဆိုပြီးပါ digital products ကတော့မျက်စိနဲ့မြင်အောင်ပြောရရင်ကျွန်တော်လို creative buzz academy ထောင်ပြီး online course တွေဖွင့်တာမျိုးပါ consulting လုပ်တာ coaching လုပ်ပေးတာတွေကလည်းသဘောတရားအတူတူပါပဲတချို့ blogger တွေကတော့ physical product တွေထုတ်ရောင်းကြပါတယ်နာမည်ကြီး blogger Emma Chamberlain က copy Mr Beast က chocolate လိုအစားအသောက်တွေတချို့ကတော့ကိုယ့်ရဲ့ကိုယ်ပိုင် logo လေးတွေနဲ့အုတ်ထုတ်အင်ကြီးနဲ့ computer accessory တွေလိုအသုံးဆောင်တွေထုတ်ကြတာပါဖန်အင်အားတောင်းရင်တောင်းသလိုအားပေးရတဲ့သူတွေများပြီးအဲ့ဒီကနေငွေတွေသိယူနေုံပါပဲတတိယတနည်းကတော့ affiliate marketing ကနေပတ်စံရှာတာပါပစ္စည်းတစ်ခုကိုကြော်ညာပေးပြီးအောက်မှာဝယ်လို့ရမယ့် link တစ်ခုချပေးလိုက်တာနဲ့ပစ္စည်းတစ်ခုရောင်းထွက်တိုင်းမှာကြော်ညာနှုန်းတစ်ခုကို commission ကအနေနဲ့ကြတာပါဒီတော့ရောင်းအားကောင်းရင်ကောင်းသလိုဝင်ငွေကလည်းပို့တိုးလာမှာပါအခုကျွန်တော်ပြောပြခဲ့တာတွေကတော့ blogger တွေ content creation တွေကိုတထေးဖြစ်လောက်အောင်ပတ်စံရစေတဲ့လမ်းကြောင်းတွေပဲဖြစ်ပါတယ်ဒါပေမဲ့အများစုကဒီလိုအခြေအနေကိုချက်ချင်းရောက်လာတာမဟုတ်ပဲ quality ကောင်းတဲ့ဗီဒီယိုတွေကိုချပြရင်းနဲ့တဖြည်းဖြည်းချင်းစူးစမ်းရတာပါဒီတော့ဗီဒီယိုကောင်းတွေကိုနီးမှန်လမ်းမှန်နဲ့ဖန်တီးတတ်ချင်တယ်ဆိုလို့ရှိရင်တော့ Creative Buzz Academy ရဲ့ Content Creation Premium Class ရှိပါတယ်ဒီသင်တန်းက3လလောက်နေမှတစ်ချိန်ပဲဖွင့်တာဖြစ်ပြီးတော့အခြေခံလုံးဝမရှိရင်တော့သင်တန်းပြီးသွားပြီဆိုတာနဲ့ဗီဒီယိုကောင်းတွေဖန်တီးရမှာလိုအပ်နေတဲ့ skill တွေအားလုံးကိုသေချာပေါက်ချသွားမှာပါသင်တန်း join ပြီးတော့ဘာတွေရသွားတာလဲဘာတွေတိုးတက်ပြောင်းလဲမှုရသွားတာလဲဆိုရင်အဲ့လိုဗီဒီယိုအပိုင်းပေါ့နော်ပြီးတော့ story telling အပိုင်းပြီးတော့ဒီ content writing ပေါ့နော်မေတို့ကိုလုံးမဲ့အကြောင်းအရာတွေကိုဘယ်လို research လုပ်ရတာလဲဘယ်လိုမျိုးဗီဒီယိုဖြန့်ကတ်တဲ့အချိန်မှာဘာတွေလိုအပ်တာလဲဆိုတာကိုအများကြီးပဲတိုးတက်ခဲ့တယ်နောက်ဒီ content creation premium class batch 7ကိုဇူလိုင်လ9ရက်နေ့မှာဖွင့်လှစ်ပေးတော့မှာဖြစ်လို့သင်တန်းမှာကျွန်တော်တို့ဆုံးကြအောင်ပါခင်ဗျာ